င်္ဂလာပါအမ မင်္ဂလာပါဒီနေ့ အမနာမည်လေးမိတ်ဆက်ပေးပါအောင်ရှင် ကျမနာမည်ကတော့ဒေါ်အေးမိုးပါ โอเคပါအမ Helis ကိုလေးအမအနေနဲ့ဘယ်ကနေစတည်ပြီးတော့ join ဖြစ်ခဲ့တာလဲ ကျမတို့ဒီကိုဗစ်အလွန်ကာလတွေမှာတော့နော်သားသမီးတွေကိုအိုးမကွာအိမ်မကွာပြင်သင်ဖို့တော့ကျမ online ကနေပြီးတော့ကျမကျောင်းတွေ research လုပ်ခဲ့တာပါနော်အဲ့မှာကျမ Helis ကိုတွေ့ရှိခဲ့ပါတယ် ဟုတ်ကဲ့ပါအမမရဲ့ပေါ့နော်တားငယ်လေးကဒီပြောမယ်ဆိုရင်တော့ဒီ IGCSE ရဲ့ပေါ့နော် exam ဒီမှာပေါ့နော် result ကောင်းလေးရရှိအောင်လို့အမအနေနဲ့ဘယ်လိုမျိုးပံ့ပိုးပေးခဲ့ရဲဆိုတာလေးကိုလည်းပြောပြပါအောင်နော် ကျမအနေနဲ့ကတော့ဒါပုံမှန်လေးတွေစာချက်အောင်ကျမရေးပေါ့နော်အဓိကတော့သူရဲ့ကျမရေးကိုလည်း view site ပြီးတော့ကျမပံ့ပိုးပေးခဲ့ပါတယ်အဓိကတော့သူကျမရေးကောင်းပြီးတော့ကောက်မွန်ပုံမှန်စာလုပ်နိုင်အောင်ပေါ့နော်အဓိကတော့လည်းကျောင်းသားဆရာမတွေရဲ့ပံ့ပိုးမှုလေးတွေကျောင်းသားဆောက်ရှောက်မှုလေးတွေလည်းပါပါတယ် ဟုတ်ကဲ့ပါအမအခုလိုမျိုးပေါ့နော်တားငယ်လေးကဒီ IGCSE result မှာပေါ့နော် A star တွေရရှိခဲ့တဲ့အပေါ်မှာရောအမအနေနဲ့ပီတိစကားလေးပြောပြပါအောင်နော် မိတယောက်အနေနဲ့အရန်ဝမ်းသာပါတယ်။တားရဲ့ကြိုးစားအားထုတ်မှုရဲ့ရလက်ကိုတားခန့်စားရတာပါနော်။ကျမအနေနဲ့လည်းကျမထောက်ပံ့ရကြိုးနဲ့တယ်လို့ကျမထင်ပါတယ်။ ဟုတ်ကဲ့ပါမေအခုပေါ့နော်ဒီတားငယ်လေးက IGCSE ပြီးရနောက်မှာပေါ့နော်မမီတို့အနေနဲ့ဒီတားငယ်လေးအတွက်ပေါ့နော်ဘယ်ဖက်ဝေးတွေနဲ့ဘယ်နိုင်ငံရဲ့ university တွေမှာတက်ရောက်ဖို့အတွက်မိအနေနဲ့စဉ်းစားထားလဲရှင် ကျမကတော့စင်ကာပူကိုလီကို join လာပါတယ် ဟုတ်ကဲ့ပါဟုတ်မမရဲ့လေတားအကြီးဆုံးလေးကလည်းဒီ Helis မှာတက်ရောက်ခဲ့လို့သိရတယ်ရှင်တားကြီးလေးရဲ့လေဒီ final result လေးကိုလည်းတစ်ချက်လောက်ပြပြပေးပါအောင်နော် တားကြီးက final result မှာသူက A star 3လုံး A 3လုံးနဲ့ B 1လုံး ဟုတ်ကဲ့ပါသူကရောဒီ IGP ရောပေါ့နော်ဘယ်နေရာတွေမှာဆက်လက်ပြီးပညာသင်ကြားနေလဲရှင် တားကဒီ O level ပြီးသွားတဲ့အခါမှာ Helis ကပဲပေးရတာတဲ့40% scholar လေးနဲ့ OSSD ဆက်ပြီးတော့တက်နေပါတယ် ဟုတ်ကဲ့ပါမေရှင်ဟုတ်အခုပေါ့နော်ဒီ Helis ရဲ့ပေါ့ဒီတင် जा ရေးဆရာမတွေအပေါ်မှာရောမမိအနေနဲ့ပေါ့နော်အမြင်လေးကိုလည်းပြောပြပါအောင်ရှင် ဆရာမတွေရဲ့တယောက်ချင်းစီရဲ့စာတင်ကြားမှုအရန်ကိုဂရုဒီဇိုင်းနဲ့တင်ကြားပေးပါလေရှင် ဟုတ်ကဲ့ပါမေရှင်အခုပေါ့နော်နောက်တက်လာမယ့်ဒီ Helis စာလေးတွေရဲ့အမိအတွက်ပေါ့နော်မမိအနေနဲ့လက်ဆောင်စကားလေးပြောကြားပေးပါအောင်ရှင် ကျမအဓိကပြောချင်တာကတော့လေဆရာမတွေစတင်ကောင်းတာကြီးပဲလည်းမဟုတ်ဘူး။ကျောင်းကြီးနဲ့တကွာဒီကျောင်းမှာရှိတယ်ဘယ်လိုပြောမလဲအားလုံးတော့အဖက်ဖက်ကညီမလေးတွေအားလုံးအရန်ကိုဂရုစိုက်ကြပါတယ်။ဘယ်လိုဂရုစိုက်လဲဆိုတော့ကလေးကျောင်းကိုရောက်တယ်မရောက်ဘူးလာတယ်မလာဘူးအစလေစောက်ရှောက်ပြီးပါတယ်။အဲ့ဒါကျမပြောချင်တာကတော့လေကျမတို့လိုမိဘတွေရဲ့စောက်ရှောက်မှုမျိုးလိုချင်တယ်ဆိုရင်တော့ Helis ကိုရွေးချယ်တင်တယ်လို့ပြောချင်ပါတယ်ရှင် ဟုတ်ကဲ့ပါအခုလိုမျိုးလက်ခံပြကြပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နော် ကျမလည်းကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါရှင်